ဟုတ်တယ်အန်ကယ်ကဦးမိုးရဲ့တကယ်ချင်းသမီးကဦးမိုးရဲ့ညီမဒေါ်သစ္စာရဲနေရဲ့သမီးပါဘာမှဖြစ်ပါဘူးသမီးရဲ့ဟိုရဲရဲ့သမီးဆိုလို့အန်ကယ်ကအန်အော်သွားတာအန်ကယ်နဲ့ရဲနဲ့ဟာအတွင်းသည့်အစင်းသည့်လေသမီးရဲ့သမီးနာမည်ကသမီးနာမည်ကမီမီရဲနီ Nice to meet you ကိုနာမည်ကတီဟာပါအဲ့လောက်ကြီးတော့ကြည့်ဖို့မလိုဘူးခင်ဗျ